အားလုံးမင်္ဂလာပါဒီဗီဒီယိုလေးကိုကျွန်တော်တို့တူတူကအစအဆုံးကြည့်စုကြအောင်ခင်ဗျာအစအဆုံးလက်ပဲကြည့်စုပေးတဲ့ကျွန်တော်ရဲ့ viewer တွေအားလုံးကိုကျေးဇူးတင်ပါတယ်နောက်လာမယ့်ဗီဒီယိုတွေမှာလည်းပြန်လည်ဆုံတွေ့မှုအတွက်လည်း channel လေးကိုလည်း like subscribe လုပ်ချပေးကြကြပါအားလုံးကျန်းမာချမ်းသာကြပါစေအလောက်ကများအဆင်ပြေလက်မိသားစုများအဆင်ပြေပါစေလို့ကျွန်တော်ဒီနေ့ကနေပြီးတော့မှအားလုံးအတွက်ဆုတောင်းပေးပါတယ်